ဝိပဿနာကိုအမှန်တင်တဲ့အခါမှာတမထကိုရှုတ်ချမိတတ်တယ်မရှုတ်ချရဘူးเนาะသူ့ဟာနဲ့သူပဲစာရဲပေတယ်ဆိုတာကိုပြောပြကြည့်ဘုရားမြတ်စွာလက်ထက်တုန်းကတမထကိုအရင်ပွားပြီးတော့မှဝိပဿနာလမ်းကြောင်းကနေတက်ကြတာအများဆုံးကအဲ့လိုပဲတမထပုပ္ပင်ကမံဝိပဿနာဘာဝိတိတမထကိုအရင်ကျင့်တယ်ပြီးတဲ့အခါကျတော့မှဝိပဿနာကူးတယ်ဒါရှေးကကျင့်တဲ့အချက်နောက်ပိုင်းရောက်လာတဲ့အခါကျတော့ဝိပဿနာပုပ္ပင်ကမံတမထဘာဝိတိဝိပဿနာကိုအရင်ကျင့်တယ်တမထကိုနောက်မှလိုက်တယ်ဟောဒီလိုလည်းရှိဘယ်ဟာပဲဖြစ်ဖြစ်ကိုကြိုက်တာလုပ်လို့ရတယ်ဒါနှစ်ခုစလုံးနော်တမထအရင်လုပ်မလားဝိပဿနာအရင်လုပ်မလားဘာလုပ်လို့ရတယ်အေးတမထအရင်လုပ်တဲ့ပုဂ္ဂိုလ်နဲ့ဝိပဿနာတက်တက်လုပ်တဲ့ပုဂ္ဂိုလ်ဘာကွာတော့ဆိုကိုယ့်အကိုရွေးကြည့်စာရဲပါတာကိုပြောပြယုတ်တိလည်းရှိတယ်ဘာဝလည်းကြားတယ်စာပြောနော်တမထနဲ့ဝိပဿနာတမထဆိုဒီမှာသမာဓိရအောင်အရင်လုပ်လိုက်တယ်ဇာရတာမရတာအတားထားနော်သမာဓိရအောင်အရင်လုပ်တယ်ပြီးတော့မှဝိပဿနာဘာဝနာယုံနာဓမ္မသင်္ခါရတွေကိုတွေ့အောင်ရှားပြီးတော့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောမစိုးမကိုင်တဲ့သဘောတွေကိုမြင်အောင်အားထုတ်တယ်အဲ့ဒီမှာအထက်ကထာထဲမှာဆိုထားတဲ့စကားလေးကအလွန်တတိထားပြီးမှတ်သားစရာကောင်းတဲ့ဟာတစ်ခုပါတမထမပွားပဲနဲ့ဝိပဿနာတက်တက်ပွားတာဟာတဲ့ဒီနာနေနေမြစ်ကိုပြောကြတာချင်းတွင်းမြစ်ကြီးကိုလက်ပစ်ကူးတာနဲ့တူတယ်ပေါ့ချင်းတွင်းမြစ်ကြီးဟိုဘက်ကရောက်ချင်ရင်လက်ပစ်ကူးရင်ရောမရောက်ဘူးလားခြေတဲ့ဒီတိုင်းကူးသွားမယ်ဟုတ်လားသုံးဖို့လှေနဲ့ကူးမယ်တင်မောနဲ့ကူးမယ်ဘယ်ဟာနဲ့ကူးချင်တော့လက်ပစ်ကူးချင်သလားလှေနဲ့ကူးချင်သလားအေးဝိပဿနာတက်တက်ပွားလို့ရှိရင်မြစ်တစ်ဖက်ကရောက်အောင်လက်ပစ်ကူးသွားတာနဲ့တူတယ်တဲ့မရောက်ဘူးလားရောက်တယ်တမထအရင်ထူထောင်ပြီးမှဝိပဿနာပွားလို့ရှိရင်တော့လှေနဲ့ကူးတာနဲ့တူတယ်တဲ့ကဲဘယ်ဟာကြိုက်တော့တက်တာကရွေးတာဆိုတာသိပါတယ်နော်တက်တာကရွေးမှာပဲအဲ့တော့အဲ့ဒီလိုဆိုထားတဲ့အစာပေမှာတမထအရင်ပွားပြီးတော့ဝိပဿနာကျင့်တဲ့ပုဂ္ဂိုလ်ဟာလှေစီးပြီးတော့ဟိုဘက်ကကူးတာနဲ့တူတယ်တဲ့ဝိပဿနာတက်ဒါမှမရှုတ်ချစရာမရှိဘူးကိုကြိုက်တာကိုလုံးလို့ရတယ်ဟုတ်ကဲ့ဝိပဿနာတက်တက်ပွားတဲ့ပုဂ္ဂိုလ်ဟာလက်ပြကူးသွားတာနဲ့တူပဲလက်ပြကူးလေနဲ့ကူးအရေးကြီးဆုံးကပါတော့ဟိုဘက်ကန်းရောက်ဖို့ကအရေးကြီးတယ်။ဘာဖြစ်လို့ဟိုဘက်ကန်းကငြိမ်းချမ်းတယ်ပေါ့ဒီဘက်ကန်းကအန္တရာယ်တွေရှိတယ်ဟိုဘက်ကန်းကငြိမ်းချမ်းတယ်။ဒါမြတ်စွာဘုရားကိုယ်တိုင်ကဟိုဘက်ကန်းကငြိမ်းချမ်းတယ်လို့အာတိဝိသောပမတုံမှာဟောထားတာတပ္ပတိပယံဩရိမံတိရံတပ္ပတိပယံဒီဘက်ကဟာဘေးအန္တရာယ်တွေများတယ်တဲ့ပါရိမံတိတံခေမံဟိုဘက်ကန်းကငြိမ်းချမ်းတယ်လို့ပြောတာနော်အဲ့တော့အထက်ကရာဆရာကြီးကတော့ပြောထားတာဝိပဿနာတက်တက်နဲ့သွားလို့ရှိရင်တဲ့လက်ပြကူးသွားတာနဲ့တူတယ်ရောက်တော့ရောက်မှာပဲနည်းနည်းတော့ပင်ပန်းမယ်ပေါ့ဒါပြောတာပဲဟုတ်ကဲ့နည်းနည်းတော့ပင်ပန်းမယ်ခြေရတော့နှစ်တော့မသေးတော့ပါဘူးအဲ့လေမဲ့ကူးရင်ကတော့တက်တက်တာတာရှိတယ်လို့တော့ပြောတာပေါ့နော်အဲ့တော့ဒါကြောင့်မို့လို့တမထပုပ္ပင်ကမဝိပဿနာဘာဝိတိတမထအရင်ကျင့်ပြီးဝိပဿနာနောက်ကျင့်တာပဲဖြစ်စေဝိပဿနာပုပ္ပင်ကမတမထဘာဝိတိဝိပဿနာအရင်ကျင့်ပြီးတော့တမထနောက်ကလိုက်တာပဲဖြစ်စေဘယ်နည်းနဲ့သွားကိုယ်နဲ့တင့်တော်တဲ့လမ်းကြောင်းကသွားပေါ့ဘယ်ဟာမှားတယ်ဘယ်ဟာမှန်တယ်ပြောစရာအကြောင်းမရှိနော်ဒါစာထဲမှာဒီလိုပဲဆိုတာနော်